ပရိသတ်များအားလုံးပဲမင်္ဂလာပါရွှေခင်း channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဆရာကြီးကမင်းရေးသားထားတဲ့တင်းချိုင်းဟောက်ကလက်ကျန်တရေကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။မျိုးကွက်တွေချဲတဲ့အတွက်မြေကွက်တွေရိုက်ပေးပြီးမဲနိုင်ရောက်ကိုတင်လာတဲ့မမြဝင်းတို့ဇနီးမောင်နိုင်ကမျိုးစုံကပ်ပြီးဖောက်ထားတဲ့လမ်းဘေးမှာမြေကွက်တနေရာရရှိလိုက်တယ်။သူတို့ရဲ့အရှိမျက်နှာစာမှာလက်ရှိမျိုးရှိပြီးသူတို့နောက်မှာအိမ်မဆောက်ရသေးတဲ့အကွက်တွေရှိပါတယ်။လမ်းမှာတန်းပြီးရသူတွေကဝမ်းသာနေကြသလိုအတွင်းမဲ့ကြောက်သူတွေကလည်းနောင်စီလာရီနာရီပါရီနေရတယ်လို့ဖြေသိမ့်စကားဆိုကြတယ်။ရက်ွက်တဲ့မှာအင်ဂျင်900နီးပါးရှိပါရီ။မြေကွက်လက်ပင်ကြံရှိသေးတယ်။ကိုတင်လာတို့ကသူတို့ရတဲ့ချမ်းကိုဝချမ်းပြောင်းရီနဲ့စီယိုကာလိုက်တယ်။အင်ကင်ဂျင်တော်တွေနဲ့3ပင်ပတ်လဲအိမ်လေးတစ်လုံးကိုလက်သမားငါးပြီးစောင်းလိုက်တယ်။သူတို့ပြောင်းလာပြီး14-5ရက်တွင်အိမ်လေးပေါ်လာတယ်။အိမ်ပေါ်တက်ပြီးမရသေးရခင်နေခဲ့တဲ့အိမ်ဟောက်ကတင်လာတဲ့ပန်းမီမျိုးစုံတို့ကပန်းအိုးတွေတွင်မှလန်းဆန်းစွာရှိနေတယ်။ယခုအကွက်သိက်ကမြို့ရင်းနေရာနှံ့မှနေထိုင်ကြတဲ့ကျူးကျော်ရီကိုဖေခိုင်းပြီးနေရာတက်မှာအကွက်ရိုက်ပြီးမဲလိုက်ကမြေကွက်ချခြင်းဖြစ်ပါရီ။သူတို့ရက်ကွက်လေးကိုအောင်ဒုက္ခရက်ကွက်လို့အမည်ပေးထားတယ်။ပြောင်းရွှေ့လာသူတဝက်ခန့်ကပြန်ချအလုပ်သမားတွေဖြစ်ပြီးအစာအုပ်ကောင်းတွေမစောက်ကြသေးပဲနေရရရုံသာစောက်လို့နေထိုင်ကြတာကြောင့်မြို့သိရက်ကွက်လေးမှာမိဘေးဒုက္ခတွေနေတဲ့နေရာလိုလိုနဲ့မတင့်မတဲရှိနေတယ်။မြေကွက်ကြောင်ပေးခင်တက်ဆိုင်ရာကရေရရှိရေးမီးရရှိရေးလှုပ်ပေးထားတာကြောင့်ညဘက်မီးရှိတယ်။အဝီစီတွေကြီးတူပေးထားတာကြောင့်လေရေတက်မပူရ။ကိုတင်လာတို့အနီးဝင်းချင်းအိမ်အလုံး100နီးပါးကတော့ရှုံလုံးပေါ်လာပြီးဖြစ်ပါရီ။တခုတော့တည်ထားရီ။သူတို့မြေနေရာမှာမတန့်လို့တိထားတယ်။မြို့မှာမီးတကြိုဆက်နဲ့တင်းချိုင်းသိမရှိခင်ကဒီနေရာကတင်းချိုင်းအဟောင်းလို့သိရတယ်။တင်းချိုင်းဟောင်းကိုတင်းချိုင်းသိနေရာကိုပြောင်းရွှေ့ခဲ့ပြီးမှ3နှစ်ခန့်ရှိပြီလို့သိရတယ်။ယခုအသုံးမပြုတော့တဲ့တင်းချိုင်းဟောင်းနေရာမှာတစ်ပေနေရက်တွေကိုရှင်းလင်းပြီးမြို့ကွက်ရိုက်ပေးခြင်းဖြစ်ပါရီ။ပြောင်းရွှေ့လာသူတချို့ကညညလမ်းပေါ်မှာလူလိုလိုအခိုးငွေလိုလိုရှောက်သွားနေတာကိုမြင်ကြရသည်လည်းပြောကြတယ်။ညနေလာပြီဆိုရင်ပြောင်းရွှေ့လာသူတို့မှာပါလာတဲ့ခွေးတွေရဲ့ဦးတန်ကိုလည်းညစဉ်လိုကြားကြရတယ်။ကိုတင်လာတို့မိသားစုက4ယောက်တစ်ပိုက်ဖြစ်ပါရီ။သူတို့မိသားစုမှာ9နှစ်အရွယ်မိန်းကလေးတစ်ယောက်3နှစ်အရွယ်သားလေးတစ်ယောက်ယခုမမြဝင်ပိုက်ထဲမှာလှလှသားလေးကိုလွှဲထားရရီ။သူတို့အိမ်လေးကိုသွန်ပေါ်ပြီးပြင်ခင်းထားတယ်။ဝါထရံကရင်ဆိုင်မှာအပ်ထားရီ။အထရီကိုသူတို့အလှည့်မရောက်သေး။ဒါကြောင့်အိမ်လုံးပေါ်လာပြီးမြဲထရံမကာရသေးတာကြောင့်အိမ်ပေါ်မတက်ရသေးပြီ။ကိုတင်လာရဲ့ရောက်ခမောက်တွေကမြို့ရဲရက်ွက်တစ်ခုမှာနေထိုင်ကြပါတယ်။ကလေးနှစ်ယောက်ကအဘအိမ်သွားလိုက်အိမ်လာလိုက်နေကူးတီတန်းကြီးလုံနေကြတယ်။မိမကြီးနောက်နေ့တော့ဆိုအိမ်တက်လို့ရရင်ကောင်းပါပဲ။ဘာဖြစ်လို့လဲ။နေကောင်းလို့လား။ဟုတ်တယ်။လာမယ့်အိမ်ကနေနေကောင်းတယ်။အိမ်တက်လို့လည်းကောင်းတယ်။ထရံမရသေးတဲ့တက်နေလိုက်ကြတာပေါ့။ညနေထမင်းစားပြီးရနဲ့တဖက်ရက်တဲလေးတွင်ကိုတင်လာကြောဆန်းနေတယ်။အိမ်ကိုဆောက်ပြီးတဲ့ဘာကြီးထွန်းတို့ဆရာတပည့်လည်းထမင်းစားပြီးပြန်သွားပြီးဖြစ်တယ်။အချိန်က6နာရီရွေးခန်းရှိပြီးမှောင်စပြိုးနေပြီ။အဲဒီအချိန်မှာကိုတင်လာတငယ်ချင်းကိုအောင်ဖြူခြံထဲဝင်လာတယ်။ရောင်းရင်နေယောက်ျားငပြင်းပေသွားတယ်။ရှိတယ်တဲုံထဲမှာ။ဟေးတူခြံထဲဝင်လာပြီးကျုပ်ကိုရှိမရှိဘာလို့မီးရလဲ။မင်းမရှိတော့မင်းမိမနဲ့စကားပြောရတာပေါ့ဒါကြောင့်တေးကြအောင်မေးရတာကဲကျုပ်ရှိတယ်ဘာပြောမလို့လဲမင်းရှိမှတော့ငါနောက်မှပဲလာတော့မယ်ဟေးမင်းတို့နှစ်ယောက်ကိုသားနဲ့သမီးချောင်းခိုင်းထားမယ်ဟဲ့အောင်တင်လာမင်းလျှောက်ပြောနေလို့မင်းမိမငါ့ကိုပြစ်မှားနေအောင်မယ်အမေကိုအောင်ဖြိုးကအတလို့အသားယူနေကျမကလေးဘိုက်ကြီးနေတော့ကိုအောင်ဖြိုးအိမ်လာမှာစိုးရိမ်နေတာငါလာတော့ဘာဖြစ်လို့လဲကိုအောင်ဖြိုးလို့မျက်လုံးပြူပြူသွားခေါ်ခေါ်လေးဝေးလာမှစိုးလို့ငါရုပ်ကမှတ်လာတော့တရဲနဲ့တူနေလို့နေရတာ
တရဲနေတူနေမလာညောကငါမရရင်တက်တီမဲကြီးလုံနေလို့မနဲ့တောင်းမှထားရတယ်အဲ့ဒီမလာညောကိုအောင်ဖြိုးမှမကြရင်ဒီတသက်လင်ရမှာမဟုတ်တော့ဘူးဒါနေရလေဟာမလာညောမကောင်းပြောလိုက်တာမိမရေဒီကောင်ကြီးနဲ့မလာညောယူလို့ကတော့ဝေးလာမဲ့ကလေးတွေတော်တော်လှမှာပဲပါလေရောတရဲလေးတွေလို့ပြောချင်တာလားငါဘာမှမပြောသေးပါဘူးအောင်ဖြိုးရတနေ့ကောင်ဖြိုးတို့လမ်းဘက်မှာညညတရဲချောက်တယ်ဆိုအေးဟာည9 နာရီကျော်10 နာရီဝင်းတင်ရစလို့လမ်းပေါ်မှာကစားနေတဲ့ကလေးတွေတရဲအချောက်ခင်ရတယ်လို့ပြောနေကြတာပဲကောင်အောင်ဖြိုးရောမတွေ့ဘူးလားငါတော့မတွေ့သေးဘူးခေါင်းရင်းချန်ကမပြင်းသွားတော့သူတကားမှမြင်ဘူးတဲ့လူကြီးတယောက်မျက်နှာဖြူရော်ကြီးနဲ့သူ့ဘေးကဖြစ်သွားတာတွေးလိုက်တယ်လို့ပြောတယ်အေးသိန်းရဲ့သမီးလေးလည်းကစားနေရင်နောက်ကစောင့်တွန်းလိုက်တာရှေ့ကိုမှောက်ရပြင်းနေသွားတယ်သူလည်းကြည့်တော့ဘသူမှမရှိဘူးလို့ပြောတယ်အဲ့ဒီကလေးမလေးအကြောက်လို့ပြီးအိပ်ရဘောကနေမထနိုင်သေးဘူးလေဒီမင်းကအရှင်ကတင်းချိုင်းဟောင်းမဟုတ်ဘူးတင်းချိုင်းရွှေ့လိုက်ပေမဲ့မလိုက်သွားပဲနေခဲ့တဲ့ဝိညာဉ်တွေရှိနေသေးလားမသိပဲတင်လာရေတင်လာမင်းတို့အိမ်ကိုအောင်ဖြိုးလာသေးလားမရှိတယ်ဦးလေးတော့အောင်ဖြိုးလောက်ရေးကြီးတယ်ငါမင်းကိုလိုက်ရှာနေရကိုတင်လာကကိုအောင်ဖြိုးနဲ့အတူအိမ်ချန်ဝကိုထွက်ခဲ့တယ်ဦးလေးတော့ဘာကိစ္စလဲအေးသိန်းသမီးလေးအဆုံးသွားပြီစောစောကလည်းလမ်းပေါ်မှာကစားနေတဲ့ကလေးတွေတရဲတွေ့လို့ဆိုပြီးလမ်းကြသေးတယ်ကလေးတွေမှောင်ရီထွက်မကစားနိုင်လေလူကြီးတွေကမပြောကြဘူးလားအေးသိန်းကအောင်ဖြိုးနဲ့ညီကိုတဝမ်းခွဲတော်တယ်ဦးလေးချောနဲ့ပါသွားသလိုတင်လာကလည်းအိမ်ထဲပြန်ဝင်ခဲ့တယ်ဘာကိစ္စလဲလေအောင်ဖြိုးတူမှာစုံသွားလို့လေကိုအေးသိန်းသမီးအလက်မလေးစုံသွားပြီဟုတ်လားအေးဟုတ်တယ်မင်းသားနဲ့သမီးကိုလည်းညနေဆောင်တွေကအိမ်ပြေမထွက်စေနဲ့သူတို့အုပ်စုကိုတရေချောက်ထားလို့မှောင်သားနဲ့အိမ်ထဲရောက်နေပြီဟင်သူတို့ကဘလို့အချောက်ခံလိုက်ရလဲကိုလည်းမသိပါလားအရေးလည်းမကြည့်စကားလည်းမဆက်မိလို့မပြောပြတာမနေ့ညနေ6 နာရီလောက်ကိုဘက်တိန်ကျော်ကအေးတို့မောင်နှမတွေထုတ်စီးတိုးတိုင်းကစားနေတော့ခဲသေးသေးလေးတွေနဲ့အပေါက်ခံလိုက်ရတယ်သူတို့အားလုံးတရေချောက်တယ်ဆိုပြီးအိမ်ပြန်ပြေးလာကြတယ်အေးနောက်ဆိုမောင်လေးတိမကစားစီနဲ့အပြင်လည်းမထွက်စီနဲ့အခုလူသေးတဲ့အထိဖြစ်လာပြီအဲဒီနောက်ပိုင်းလူသေးမှုဖြစ်တော့ပဲညပိုင်းရောက်ရင်တချို့အိမ်တွေမှာသမင်းနေဟင်းနေကိုးစားခံရတယ်ဆိုတဲ့သတင်းထွက်လာတယ်ညဝတ်သားဟင်းကြံလို့ငရုတ်စုံနဲ့ဖိထားတာမနှက်လေးရောက်ရောစားမဲ့လူမရှိပဲဟင်းနေအိုးလေးမှမရှိတော့ဘူးကျမတို့အိမ်မှာလေညနေပိုင်းကြက်သား30သားချက်ထားတယ်ညစာစားပြီးပြီဆိုတော့မနှက်စာအတွက်အပီးမချက်ပဲနဲ့တရေကန်လုံးကျဲချက်ပြီးဖုံးပြီးထားတယ်မနှက်လေးရောက်ရောအိုးတချောင်းအဖုံးတချောင်းအိုးထဲမှာအယိုးတချောင်းတော့ကြံမနေခဲ့ဘူးဒေါ်အေးကြီးတို့အိမ်ကတော့ဆန်အိုးထဲမှာငရမ်းချောက်တပြားထည့်ထားတော့မနှက်မီးဖုံးမလို့ယူတော့မရှိတော့ဘူးလေအဲဒီကဲတော့ရက်ွက်တဲ့မှာဟင်းပြောက်တဲ့သတင်းတွေအခက်စိတ်စိတ်ကြားလာရတယ်အင်္ဂါနေ့ရောက်တော့မနက်9 နာရီခန့်အိမ်သစ်ပေါ်ပြောင်းရွှေ့တက်ကြတယ်အိမ်က3 ဘက်လေခန်းဖွင့်9 ပေဖြစ်ပြီးမိသားစု4 ယောက်ချောင်းချောင်းလဲလဲနေရတယ်ဗီဒီယိုကအတွက်ပြီးဆွဲထားတယ်ကလေးတွေကအဖွားတို့အိမ်ထဲသို့အင်ကြီးအိမ်ကမဟုတ်ပေမဲ့အိမ်တင်လေးပေါ်မှာပျော်ရွှင်နေကြပါတယ်ကိုတင်လာတို့မျက်နှာစာကြားတဲ့လမ်းဘေးတစ်လျှောက်အိမ်တော်များများရှုံလုံးပေါ်လာတယ်လမ်းကမြေသားလမ်းအဆင့်ပဲရှိသေးတယ်လမ်းမကောင်းလဲအတီးကမဟုတ်အရေးကြီးတာကရက်ကွက်အတွင်းတောင်ကျန်းနေတဲ့တရေတွေအကုံစင်ထွက်သွားရန်အရေးကြီးပါတယ်တရေတဲ့တင်းကသူတို့ရက်ကွက်ရှိလူတွေကိုကြီးလန်းစာစားသလိုဖြစ်စေတယ်ရသတပတ်ကြော်တဲ့အထိတရေတဲ့တင်းပြောင်းနေတယ်ကလေးများလည်းလမ်းပေါ်ပြန်ရောက်လာကြတယ်ကလေးတချို့ပြေးလာကစားကြတယ်မောင်လာတဲ့အထိအစောမပြတ်လူကြီးတွေအိမ်ထဲခေါ်သွင်းပေမဲ့ပေကက်ကက်လုံနေကြတယ်တရက်မှာတော့ကလေးတချို့ည9 နာရီလမ်းမရအောင်မှာပြေးလွှားစော်ကစားနေစဉ်ကလေးတယောက်စောင်းတွန်းချင်းခံလိုက်ရပြီးမောက်ကုန်ပြစ်လဲသွားတယ်အဲဒီကလေးလည်းဒဏ်ရာနာတရားပြင်းပြင်းထန်ထန်မဖြစ်ပေမဲ့တဖြည်းဖြည်းအကြောင်းလုံးကအသားရည်ဖြူဘက်ဖြူရောနဲ့တီးဆုံးသွားတော့တယ်ဒုတိယမြောက်ကလေးတီးဆုံးပြီးတပတ်မကြောက်နေဝင်ကြီးတယောက်အပြင်ကဈေးဝယ်ပြီးပြန်လာတဲ့ကလေးတယောက်ကြောက်စရာကောင်းတဲ့တရေတွေးလိုက်တယ်ဆိုပြီးတညာလုံးလမ်းဖြတ်အော်ဟစ်ကောင်အကြောင်းလုံးပြီးတီးဆုံးရပြန်တယ်
အဲဒီလိုနဲ့ဒီရောက်ကကိုပြောင်းရွှေ့ရောက်ရှိပြီး3-4 လကျော်တွင်မှာပြီးကလေး300လုံးသေဆုံးသွားကြတယ်။ရက်ကွက်မှာလူတွေစွန့်ရင်ထိန်လဲကုန်တာကြောင့်ရက်ကွက်နှစ်ပတ်မှာဘုံကြီးတွေပင်ပြီးပရိတ်ရွကြတယ်။ကိုတင်လာတို့ခြံထဲမှာလည်းညရောက်ရင်လူလိုမိကိုတန်းလိုမကြာခဏတွင်းရနေလို့ကိုတင်လာကမမြဝင်းကိုပြောသလိုမမြဝင်းကလည်းသူလဲတွေ့ရလို့ပြောတယ်။ရက်ကွက်တွင်မှာပရိတ်ရွတော့မမြဝင်းကပရိတ်အိုးနဲ့အချီလုံးရေတံဘူးယူသွားတယ်။ကိုတင်လာကကိစ္စတစ်ခုနဲ့အပြေသွားရတာကြောင့်ပရိတ်တရားမနာဖြစ်ခင်ပရိတ်တရားပဲပြီးတော့မမြဝင်းကပရိတ်ရည်တွေကိုခြံအနှက်လိုက်ပြီးတော့ကျဲပတ်စီတယ်။အချီလုံးကိုယူပြီးပရိတ်ချီဖြစ်ရီမှန်းပြီးတော့အိမ်ကို3 ပတ်ပတ်ချီနေတယ်။အဲဒီချိန်မှာကိုတင်လာကအပြင်ကပြန်ရောက်လာတယ်။ဘာလို့ရှောက်လို့နေရလဲ။တရေခြံထဲမဝင်နိုင်အောင်ပရိတ်ရည်တွေခြံထဲကျဲပတ်ထားတယ်။အိမ်ထဲမဝင်နိုင်အောင်ပရိတ်ချီနဲ့အိမ်ကိုပတ်ချီထားမလို့ပရိတ်ချီကိုကြော်လိုက်ခွာလိုက်နဲ့မရဲကြီးနေပါမယ်။ပရိတ်ကျိုးကိုခေါင်းလို့တဲ့နေရာမှာပတ်မှာပေါ့။တော့ဝိုင်းမလို့ပဲလေးကန်နေရော့အချီလုံးယူပြီးရှင့်ကောင်းလွတ်တဲ့နေရာက3 ပတ်ပတ်လိုက်ဆက်ဆူမိရနဲ့အလောက်စားလို့ရတော့တာပဲကိုတင်လာကပြောလဲပြောအချီကျိုးနဲ့သူ့အရက်ထက်ကအိမ်ကို3 ပတ်ပတ်ထားလိုက်တယ်ကဲပြီးဘာလို့ရအောင်မလဲရပြီပဲကိုရဲအချီလုံးဖျားစင်ပေါ်မှာတင်ထားရမယ်အဲဒီကဲတော့အိမ်ကိုအချီနဲ့ပတ်ပြီးတဲ့နေကစားပြီးကိုတင်လာတော့မှထူးဆန်းမှုတွေစတင်ကြုံတွေ့လာရတယ်ဟာမေဘာဖြစ်တာလဲငရင်လောက်တာများလားအချိန်ကည9 နာရီခန့်ရှိပြီငရင်လောက်တာမဟုတ်ဘူးအိမ်ကိုတရရောက်ဆွဲကင်လုံနေတာဟာအဖေတရေတော်ကောင်လှုပ်ရမ်းနေရကနေရက်သွားတယ်ဘလို့ဖြစ်တာလဲပဟီကျိုးနဲ့အိမ်ကိုပတ်ထားတာမှာတရေကအိမ်ကိုလာလှုပ်နေတယ်အိမ်ထဲဝင်ချင်တာဝင်မရလို့ဖြစ်မှာပေါ့တရေကတော့စမ်းနေပြီတရေချောက်ခံရတာကြောင့်သမင်းစားမယ်ဆိုကပြင်ဆင်နေတဲ့မမြဝင်းလေးမိဖို့လည်းပြန်မဝင်ရဲတာကြောင့်ထိုင်ပြီးစကားပြောနေတယ်ရှင်းလိုက်ခဲ့ရမှာမဝင်သမင်းစားတယ်ကွာသမင်းသွားခုတော့ကလေးနှစ်ယောက်ကညနေ9 နာရီခွဲကလေးကညစာစားပြီးကြပြီရှင်းလဲမိဖို့လည်းလိုက်ခဲ့သမီးလိုက်မယ်ခုကပ်ပြီးရေကိုလာတယ်ပဲခေါ်လိုက်မမြဝင်းတို့သားသမီးမိဖို့လည်းဝင်သွားပြီပကံဒီကိုဆေးထားပြီးပြီမဲ့ထပ်မံဆေးလိုက်ကသမင်းခုရန်အိုးဖွင့်လိုက်စေသမင်းနေမရှိတော့ဘူးပါဇက်ကပြောပြီးဟင်းရုပ်ကိုဖွင့်ကြည့်လိုက်တယ်ဟဲ့တော့ဟင်းနေလည်းမရှိတော့ဘူးကိုတင်လာလာပါဦးဟင်းနေသမင်းနေမရှိတော့ကိုတင်လာမိဖို့လည်းဝင်လာတယ်စောစောကသမင်းစားမယ်ဆိုပြီးပကံနဲ့ခုကတ်ထည့်လိုက်သေးတယ်ပကံမဆေးရသေးမခုကတ်ထည့်ရသေးအေးကွာသမင်းရောဟင်းရောမရှိတော့ဘူးဆိုတော့စောစောကအိမ်ကိုင်းလှုပ်နေတဲ့တရေစားတော့တာဖြစ်မယ်ပြန်ချက်အောင်လားချက်နေနေတော့ဟင်းချက်စရာလည်းမရှိတော့မလားဒီညစားမစားတော့ကြက်ဥသုံးလုံးရှိသေးတယ်ကြော်စားလို့ရတယ်နေကြက်ဥကြော်နေတော့တရေဝေလူစားရင်မလွယ်ဘူးအဲဒီလိုနဲ့ပကံတွေကိုပြန်စီထပ်ပြီးအပြင်ကိုထွက်လာကြတယ်အရင်းညစာမစားဖြစ်တော့ပဲ7 နာရီခွဲပြီးရနဲ့အိမ်ယာတွေဝင်လိုက်ကြတော့တယ်ရက်ွက်အတွင်းမှာပရိတ်ရွတ်လိုက်တာကြောင့်ရက်ွက်အတွင်းလှည့်ပတ်ချောင်းနေတဲ့တရေချောင်းလန်ခြင်းမရှိတော့အိမ်များသမင်းဟင်းလည်းပြောင်းလျှောက်ခြင်းပြောဆိုကြတယ်မကြားကြရတော့ရက်ွက်အတွင်းအေးစစ်စစ်တည်ငြိမ်သွားပြီမဲ့ကိုတင်လာတို့အိမ်ကစန့်ကျင်ပဲဖြစ်နေတယ်ကိုတင်လာတို့အိမ်မှာသမင်းဟင်းကပြောင်းမြဲဖြစ်ပါရီပိုစိုးဒီကသမင်းချက်ဟင်းချက်ဘူးလောက်စားပါမှဟင်းချက်ပြီးအိုးထဲမှာထားလို့ကတော့လူလစ်တာနဲ့ဟင်းစားစရာလုံးဝမကြံတော့ခြင်းပဲဒါကြောင့်သမင်းဟင်းကိုယူစားတော့တဲ့တရေကခက်ဝေးဝေးမှာရှိမနေပဲခြံအတွင်းဒါမှမဟုတ်အိမ်နီးနားမှာကိုကန့်နေတဲ့တရေဖြစ်မယ်လို့ထင်ကြီးပြီးကြပါရီသမင်းဟင်းအချက်ကိုစောင့်စားနေပုံရရီဒီအဖြစ်ကိုမသိခင်ကမကြာခဏဟင်းနဲ့မစားရပဲသမင်းမဝတဝနဲ့ငပိရီတိုးစရာနဲ့သာပြီးကြရရီနောက်ပိုင်းတော့ဟင်းကိုမနိုင်ကြစားမချက်တော့ပဲတခါစားတာချက်ပြီးကြက်တာနဲ့ကူးကန်စားလိုက်တယ်ဟင်းဘိုရီကြောင်ရဲထဲ၍တောက်ခတ်ထားနေပြီးမနှက်ဆိုရှိမနေတော့ပြီတရေရောဟင်းရုပ်ကိုစောင့်စားနေတယ်ပေါ့ဗျ
ဒီတည်းရဲ့အဝေးထွက်တော့ဘယ်လိုလုပ်အောင်လဲမသိတော့ကိုတင်လာရဲ့ကြံပေးချက်ကိုဟင်းနဲ့အသားကြီးမချက်တော့ပဲဟင်းသီးဟင်းရွက်ကိုဦးစားပေးပြီးချက်စားကြတယ်အဲဒီလိုနဲ့ဟင်းဆောင်စားတဲ့တည်းရဲ့လေးကိုတင်လာတို့အိမ်ကထမင်းဟင်းမစားရသည်မှာတစ်လောက်နီးပါးရှိလာပြီဒီအိမ်မှာမစားရပြီတခြားအိမ်တွေကိုလှည့်ပတ်သွားလာစားတောင်းနေပြီးထင်လိုက်တယ်တရက်မှာတော့ဘုံကြီးကျောင်းစွန့်ကြိုင်အလှည့်ကြတယ်ဝတ်သားဟင်းချက်ပြီးလူမယ်လို့စိတ်ပိုင်းဖြက်ကမမြောက်ဝင်မနှက်သေးသွားပြီးဝတ်သားတပိတ်သာဝယ်ခဲ့တယ်အဲဒီဝတ်သားတွေကိုနေတော့ကုတ်ထစ်ပြီးချက်ထားတယ်ညနေ4 နာရီကမှနိုးပြီးတော့ချက်သွားတယ်ညနေ9 နာရီနောက်ပိုင်းဘုံကြီးကျောင်းသားလေးတွေစွန့်ကြိုင်လာယူပေးလိမ့်မယ်မိဘပေါ်မှာမချသေးပင်ဟင်းရိုးကိုတင်ထားတယ်ကျောင်းသားလေးတွေစွန့်ကြိုင်လာယူမှမိဘပေါ်ကချကလှည့်ထက်ပေးမယ်လို့စိတ်ပိုင်းဖြစ်ထားပါတယ်အခု9 နာရီပင်ထိုးတော့မယ်ကျောင်းသားလေးတွေရောက်မလားမမြောက်ဝင်လေဟင်းရိုးကိုမီးထိုးလိုက်ရေထိုးလိုက်ကျောင်းသားမျောလိုက်နဲ့အလုံးရှုံနေတယ်9 နာရီပဲကျော်ပြီး6 နာရီပင်ထိုးပြီးအမောင်ကြီးတန်းလာပြီးကျောင်းသားလေးတွေရောက်မလာသေးအဝေးမီးဘိုထဲမှာပြုတ်ကြတာလေဘာပြုတ်ကြလဲမသိဘူးတွားကြည့်လိုက်အောင်ဟင်းရိုးများလားစိုးရိမ်ထိတ်လဲစွာနဲ့မီးဘိုထဲပြေးဝင်ကြည့်တယ်ဟေးသွားပါပြီမီးဘိုပေါ်ကဟင်းရိုးတစ်ချမ်းစောင်းကြပြီးအဖုံးပွင့်နေတယ်။အိုးထဲမှာဝတ်သားဟင်းဘက်တွေမရှိတော့ဟင်းအရီကကျမ်းပြင်မှာပြန်ကျင်းနေတယ်။ဟောနေတဲ့ချက်တော်ကြီးမို့လို့အမလီတရေဝင်စားတာသူ့ချက်တော်ရဲ့ခြေပေါ်ကတပေလောက်ရှိတယ်။ဟင်းအရီပိတ်ကြထားတဲ့ကျမ်းပြင်ပေါ်နေထားရခြေအရီကိုတိုင်းသားမိနေရတယ်။ခြေအရီကအပြင်ကိုထွက်သွားတယ်မတွေ့ဘူး။ဟင်းအိုးပပတ်လေးမှာပဲတွေ့ရတယ်။ဒီလောက်အပူကြီးနှိုက်စားထားတာသူ့ပါဇက်တွေအပူမလောင်ကုန်လားကျောင်းသားလေးတွေကလည်းဒီနေ့မှနောက်ကြရတယ်လို့စွန့်ကြိုက်လာယူရင်ဘယ်လိုလုပ်ရတော့မလဲမတက်နိုင်ဘူးကတော့စွန့်မဲ့လုပ်ရတော့မယ်အမှန်တိုင်းပြောပြလိုက်ရုံပဲရှိတော့တယ်တရေကတော့ကွာဟင်းမြင်တာနဲ့ခိုးစားတော့တာပဲဟင်းဦးတရေစားတော့ပြီး15 မိနစ်ခန့်ကြာမှကျောင်းသားလေးတွေရောက်လာတယ်မင်းတို့ဘာလို့နောက်ကျနေရလဲဘုံကြီးကတောင်းချန်နဲ့မျက်ရှင်းခိုင်းနေလို့မျက်ခုပ်ပြီးတော့ရေချိုးနေရတယ်နောက်ကျသွားတာလာအိမ်ပေါ်တက်ခဲ့မြင်လားဒါဝတ်သားဟင်းဦးစွန်းလူမလို့ချက်ထားတာတရေဝင်စားသွားလို့ကုန်ပြီဒီချင်ရာကြီးတွေကတရေချင်ရာကြီးလားဟုတ်တယ်အဲ့ဒီတရေစောစောကမှဝတ်သားဟင်းဝင်စားသွားတာဟင်းရီပေါ်ရှောင်းနေထားလို့ချင်ရာရီထင်ပြီးကြံခဲ့တာတကားတင်လာတော့အိမ်မှာဝတ်သားချက်ထားတာတရေဝင်စားသွားလို့စွန်းဟင်းမလူလိုက်ရတဲ့ကြောင့်ဘုန်းကြီးကိုရှောင်းလိုက်အောင်တရေကတော်တော်ကြီးရနော်ဦးလို့မြင်လိုက်တာမမြင်ဘူးကွာဒီလောက်အကောင်ကြီးကိုမြင်လိုက်ရတယ်ဒိုးအောင်တော့တက်ရှိရမှာမဟုတ်ဘူးဂျိုင်ပြီးဒီမှာမလီရေပြန်တော့မယ်ကျောင်းသားလေးတယောက်ဂျိုင်ဆွဲပြီးကတ်တော့ပြန်သွားတယ်ကျောင်းသားလေးတွေကဒီမှာမနေရဲလို့ပြောကြပြီးမြဲကိုတင်လာတို့မိသားစုကတော့ဒီအိမ်ကနေဘဲမှမသွားနိုင်တရေရဲ့ခြေရာကြီးကိုမြင်ပြီးအရွယ်စားကိုမှန်းစားပြီးကြောက်လန့်နေကြတယ်တရေကတော့အချိန်ပြီးစောင့်ကြည့်နေတဲ့ပုံပဲဒီရှိကိုအသေးနံနဲ့အရွက်ပဲချက်အရေးတလက်အကျော်တလက်ချက်ပေါ်ကွာတော့ကလေးတွေကစားနိုင်လို့လားသူတို့ဒီအိမ်ကဟင်းမစားနိုင်မင်းရဲ့မေအိမ်ကိုသွားပို့ထားလိုက်သမီးတော့မသွားချင်ဘူးစားသွားမယ်ဘဘတို့အိမ်ကအင်းကောင်းကောင်းအမဲချက်တယ်ငါကြီးကြတဲ့ကောင်နင်းရနေတော့ငါမလိုက်ဘူးမိမိပို့ရင်လေဒါသွားတက်တယ်နင်းတော့လူစိုးတွေဖမ်းသွားမှာပေါ့ဒါဆိုပဲပေးလိုက်ဖို့အေးပါပေးအားရည်လိုက်ဖို့အဲ့လိုနဲ့ဝတ်သားဟင်းပြပြီး3 ရက်အတွင်းနောက်ထပ်ထူးခြားမှုမရှိဘဲရှင်းနေရကတမနက်မိတောက်တရေကြီးကဖိုက်ပေါက်စားမယ်ဘယ်မှာပြောရလဲဘယ်တော့ရလဲညာအိပ်ပျော်နေရင်တောက်နှိုးပြောတာသားစိတ်ဆွဲပြီးတရေချောင်းအိမ်မက်မက်တာပါသားပြောစကားကိုမိခင်ဖြစ်သူမမြဝင်းရောကိုတင်လှတို့ကပါအမတ်တမိတ်ထားလိုက်တယ်နောက်တစ်ညအမုန်းလင်းတော့သမီးကြီးအော်တန်ကြားလိုက်တယ်မိဖေမောင်လေးနိုးလို့မရတော့ဘူးဟာဘာလို့လဲအိမ်ရထဲမှာလေမြောင်းနေရလုံးချပြီးသမီးကြီးတို့မောင်နှမအိမ်ရကိုသွားကြည့်ကြတယ်ဒါလေးကိုလေးလာတောင်းလာကြည့်ပါဦးတကုံလုံးအေးဆက်တောင်းတင်းနေပြီ
ကိုတင်လာကသားငယ်ကိုကန်ကြည့်လိုက်တယ်ဒါအသက်မရှိဘူးမမြဝင်းမှာပိုက်ကြီးတကားကနေအယူတစ်ပိုင်းနေအော်ဟိငိုကြွေးနေတယ်သားငယ်ရဲ့ပိုက်ကအထဲမှာဘာမှမရှိတယ်လို့ချက်ဝင်နေတယ်မင်းညာသူ့ပိုက်ကိုဖောက်စားမယ်ဆိုတာတကယ်ဆောင်းသွားပြီလားမသိဘူးပိုက်ထဲမှာဘာမှမရှိတော့ဘူးအနေနောက်ကလူတွေလည်းရောက်လာကြတယ်မမြဝင်းကငိုလိုက်ပြောလိုက်တတိမေသွားလိုက်ဖြစ်နေတယ်ကလေးတည်င်းကြပြီးမမြဝင်းမိဘတွေရောက်လာကြတယ်ကလေးကိုနေခဲ့ပိုင်းတကြိုပြီးတဲ့အထိတနေ့လုံးနီးပါးငိုကြွေးနေတယ်မမြဝင်းရဲ့မိဘတွေကအကြီးမလေးကိုသူတို့ခေါ်ထားမယ်ဆိုတော့အိမ်ကိုပို့ထားလိုက်တယ်ဒါပဲဆောင်ရင်ကိုတင်လာရဲ့ရောက်ကမနှစ်ယောက်ကအိမ်မပြန်ကြမမြဝင်းလည်းတငုံကိုတရီရီရှိနေရက3ရက်ခန့်ကြာတော့ပုံမှန်ပြန်ဖြစ်သွားတယ်ပိုက်သေးကကလေးလေးရှင်းလာတွင်ရောက်နေပြီဖြစ်ပါရဲ့ရှင်းလာဆိုမွေးရဖွာရတော့မယ်ကလေးမွေးရင်စေးရုံမှာမွေးရနေအထူးဂရုစိုက်ရင်မိဘတွေကမမြဝင်းနဲ့ကိုတင်လာကိုစိုးရိမ်တကြီးမှားချနေပါတယ်အိမ်ကိုလူကားနေထားပြီးမြို့ထဲလာပြောင်းနေရခေါ်ကြတယ်ကိုတင်လာရောမမြဝင်းမှာအိမ်ကြီးချံကိုတန်ရောစင်ဖြစ်နေတဲ့အတွက်ပြောင်းရွှေ့နေထိုင်ရင်စိတ်မကူအဲ့လိုနဲ့လက်ကောင်နာရီရက်လေးစွန့်ကပ်ပြီးတော့မမြဝင်းမိဘတွေပြန်သွားကြတယ်မမြဝင်းရဲ့မောင်ကအိမ်3-4ညဆောင်ပေးမယ်လို့ဆိုကနေခဲ့တယ်ညဘက်ရက်ွက်ထဲကနေအောင်ပြိုးတို့တငယ်ချင်းတစုလာအိပ်ပေးကြတယ်တရေကအိမ်မှာလူတွေများနေစဉ်စွန့်ကပ်ရန်ချက်ပြုတ်ထားတဲ့အစားအသောက်ရင်းတွေကိုယူစားခြင်းမရှိနိုင်ကိစ္စလေးပြီးသွားပြီတရေလည်းဘယ်ရောက်သည်မသိထူးခြားမှုမရှိပဲငြိမ်သက်နေရက်ွက်ထဲမှာတည်င်းတူတွေမကြားရသည်မှာကြားခဲ့ပါပြီကလေးများကိုလည်းလမ်းပေါ်ထွက်ပြီးမကစားရင်တားမြစ်ထားတယ်နေစဉ်ပုံမှန်ချိန်တို့ကုံဆုံးနေမမြဝင်းရဲ့ကိုဝင်လေးရှင်းလာခွေကြော်ခဲ့ပြီးမကြခင်မွေးဖွားရတော့ကလေးကိုဆေးရုံတက်ပြီးမွေးဖွားရင်ဆေးရုံမှာပိုက်အပ်ထားတယ်ဆေးရုံကလည်းရှင်းလာထဲမှာမွေးမယ်လို့ပြောလိုက်တယ်ဒါကြောင့်မွေးဖွားလာမဲ့ကလေးကိုဂယုဆိုင်နေမကြခင်ရက်အတွင်းမမြဝင်းပိုင်လာတယ်စိုက်ကားတစ်စီးနဲ့ဆေးရုံကိုသွားကြတယ်ဆေးရုံရောက်ပြီးမနက်တနာရီခန့်မှာယောက်ျားလေးကိုမွေးဖွားခဲ့ပါတယ်ကလေးရောလူကြီးပါကျမ်းပါတယ်ကိုတင်လာနဲ့မမြဝင်းတို့ပျော်ရွှင်နေကြတယ်။သားယောက်ျားလေးစုံပါသွားပြီးနောက်ထပ်ပြီးအစားတစ်ယောက်ရခဲ့သည်မဟုတ်ပါလား။သူတို့ကလေးကိုကြည့်မဝရှုမဝဖြစ်နေပါတယ်။ဆေးရုံမှာ3ရက်နေပြီးတော့ပြန်လာခဲ့ကြတယ်။ကလေးကိုတီးမိတ်ဆွေမျိုးသားချင်းတွေလာကြည့်ကြပါတယ်။ကလေးကချစ်စရာလေးလာကြည့်လူတိုင်းကမမြဝင်းနဲ့တူရင်ကိုတင်လာနဲ့တူရင်တို့အမျိုးစုံဝေဖန်နေကြတယ်။မမြဝင်းကတော့ပြောချင်ရပြောကြပါစေကလေးကိုနှုတ်တိုက်ရင်ပြုံးပြနေတယ်။တညမှာတော့မမြဝင်းကလေးကိုနှုတ်တိုက်ပြီးအိပ်ပျော်သွားတယ်။ဒီအချိန်မှာအနီးကိုအမွှေးအမြင်ထူထူနဲ့မျက်လုံးနှလုံးညီရဲတဲ့တရေလိုကောင်းကြီးအနီးကိုရောက်လာပြီးနှုတ်တိုက်နေတဲ့ကလေးကိုမမြဝင်းလက်ကအတင်းဆွဲလူပြီးထွက်သွားတယ်။တရေကနောက်လည်းမကြည့်ဘဲနဲ့ထွက်သွားတယ်။ကလေးကိုတရေလူသွားလို့ကဲကြပါဦး။အဲ့လိုမျိုးတန်ကုန်ဟစ်အောင်လိုက်တယ်။ဟဲ့မမြဝင်းဘာဖြစ်တာလဲ။ကျမကလေးမရှိတော့တရေလူသွားပြီ။မင်းရဲ့ဘေးမှာရှိနေရလေ။မင်းအိပ်ပြသွားလို့ကလေးနိုးပြီးအသက်ရှူကြက်မှာစွာနေဒီဘက်နည်းနည်းရွှေ့ထားလိုက်တာ။ကလေးဘာဖြစ်ဘူးနော်။ဘာဖြစ်ပါ့။ဘာဖြစ်လို့လဲ။ဒါဆိုအိမ်မက်နေရမယ်ဖြစ်မယ်။မမြဝင်းကသူမက်ခဲ့တဲ့အိမ်မက်ကိုပြောပြလိုက်တယ်။မမြဝင်းအမေလည်းအိမ်မှာလာဆောက်ပေးတဲ့အတွက်အဖော်ရတယ်။စိတ်ဆွဲလို့မှတ်တာပါ။စိတ်ထဲထားမနေနဲ့။ကလေးလည်းဘာမှဖြစ်ပါဘူး။အိမ်မက်မို့သာတော်သေးတယ်။တကယ်သာဖြစ်လို့ကတော့သမီးတိမ်ပါပဲ။မဟုတ်တာပဲ။ဘာမှဖြစ်ဘူး။ကဲပြန်အိမ်လာအောင်။ထိန်းနေစရာကောင်းတဲ့အိမ်မက်ကိုမှတ်ပြီးထူးခြားမှုမရှိတော့ပဲတရက်ပြီးတရက်ကုန်သွားတယ်။မမြဝင်းရဲ့မိခင်လည်းလာမအိတ်တော့ကလေးက15ရက်သာဖြစ်လာတယ်။မျက်လုံးလေးဖွင့်ပြီးမိခင်ကိုတီးလာတယ်။မမရရကလေးတလပြည့်တဲ့နေ့ညတကောင်ချိန်မှာအင်္ဂလိပ်သိငနဲ့တစ်ချက်လှုပ်သွားတဲ့အတွက်မမြဝင်းရောကိုတင်လာပါအိယာကနိုးသွားတယ်။ကားရံမီလုံးလေးသာထုံးထားတာကြောင့်အိမ်တွင်းမှာမှုံပြအလင်းရောင်လေးသာရှိနေတယ်။လေမယားနှစ်ယောက်လုံးကြက်တည်ပြီးအံ့အားသင့်ကမလုံမရှက်ရှိနေမိတယ်။သူတို့နှစ်ယောက်ကြားကအိပ်ပျော်နေတဲ့ကလေးကိုစက်ကနေဆွဲယူပြီးသူ့ပါဇက်ကြီးနဲ့အားရပါရဝါစားနေရောတယ်။သူ့ရဲ့ကိုယ်လုံးကြီးကလည်းအမွှေးမြင်နေတဲ့အမဲနှမ်းနေတယ်။မျက်လုံးကြီးနှလုံးကလည်း
ရေလေးချမ်းပကံနဲ့ပြူးထွက်ကရဲရဲနေနေတယ်။ပါဇက်ကြီးတွင်ကနေအစွဲနှစ်ခုကလည်းပြူးထွက်နေတယ်။တရေကြီးကလေးကိုကောက်စားလိုက်သည်ကိုတွေ့ပေမဲ့အာဆေးထင်ထားသည်နဲ့ပါဇက်ဒီကအတန်ထွက်မလားတကုတ်လုံးမှာသေးမလျှောက်တော့သလိုလှုပ်မရပဲအကြောင်းတွေတည်သွားသလိုဖြစ်သွားတယ်။အောက်တုံမင်းနေသည့်တိုင်းလင်မယားနှစ်ယောက်လုံးတရေလှုပ်သမျှအငြိမ်ကြည့်နေမိတယ်။ကလေးပါဇက်ထဲရောက်သွားပြီးမှမမြဝင်းအတန်ထွက်လာတယ်။မမြဝင်းအော်ကန်ဆုံးကလေးစားနေတဲ့တရေရုတ်တရက်ပျောက်ကွယ်သွားတယ်။မမြဝင်းလည်းမျက်ဖြူဆက်ပြီးတရားကနေပြစ်လဲကျသွားတယ်။ဒီကကိုတင်လာနဲ့ခြေလက်တို့အကျော်တည်သလိုလှုပ်မရဖြစ်ရကအသီးပြန်ကပ်သွားပြီးလှုပ်ရှားပြီးရလာကောင်မမြဝင်းကိုပြေးထူလိုက်ပါရီ။အဝေးတတိထားကလေးမရှိတော့ဘူး။ရက်ဆက်တယ်။ကလေးကိုတရေစီကဝင်မလို့ထိုင်းကြည့်နေကြတယ်။ကိုလည်းဘာကြောင့်မသိဘူးလှုပ်မရအောင်တရေရပဲလှုပ်တာလားအကြောက်လွန်ပြီးထိုင်ရတတိမိသွားတာမသိလှုပ်လို့မရအောင်အခုမှလှုပ်လို့ရတယ်ဘယ်လိုလုပ်မလဲကျုပ်ကလေးတရေစားသွားပြီအရှင်ကတရေကိုသွားရှာခဲ့တရေကကလေးစားပြီးပျောက်သွားတာကိုဘယ်လိုတက်နိုင်မလဲကိုဘလိုကန်တော့ဆိုးပါလေအမြဝင်လေအော်ရင်ကိုယူပြီးတတိလက်သွားနိုင်နေဖြစ်နေတယ်အိမ်နီးနားချင်းတွေကလည်းဓမီတွေကံပြီးရောက်လာတယ်အချိန်ကည7:00 နာရီပဲမထိုးသေးလူအတော်များများလည်းမအိပ်ကြသေးတရေကတော်တော်လေးတောင်းချမ်းနေပြီ2 လ 3 လတွင်ဒီအိမ်ကကလေး2 ယောက်ကိုတတ်ပလိုက်ပြီဒီတစ်ခါတော့အလောင်းတော်မြင်လိုက်ရအောင်ကလေးကိုပါဇက်ထဲဆွဲသွင်းပြီးစားနေရမြင်ရတယ်ကျွန်တော်ဘာမှလှုပ်လို့မရအောင်သူ့အမေလည်းလှုပ်လို့မရအောင်သူစားပြီးတော့မှလှုပ်လို့ရတယ်မင်းတို့နဲ့ဒီတည်းကံဝေကျွေးရှိပုံရတယ်အိမ်နီးနားနေပြီးတော့စောင့်စားနေလားမသိဘူးကလေးမွေးပြီးတလားသာရှိသေး၍သွေးနုသားတို့မိခင်ကဲ့သို့သွေးတန်ရောဂါခံစားနေရတယ်ပြောလိုက်ကိုလိုက်တက်လိုက်နေဖြစ်နေတော့အိမ်နီးနားချင်းမိန်းမတွေကတက်နိုင်သမျှပြုစုနေကြတယ်နောက်ပိုင်းမမြဝင်းလည်းညာဘက်ကောင်းကောင်းမအိပ်ခဏခဏလန့်ပြီးငိုတယ်ရည်ချင်းလည်းရှိတယ်တခါတခါဝေးကိုငေးကြည့်ပြီးစကားပြောပဲထိုင်းနေတယ်အစားစားချိန်လည်းကောင်းကောင်းမစားတော့ကိုတင်လာချက်ပြုတ်ပြီးကြွေးမှစားရီနှလုံးသွေးပြတ်ပြီးရင်းရင်လေးရှူနေတယ်ဆရာမျိုးစုံနဲ့ကုပေမဲ့ထူးမချဝီးရသွေးပြတ်ဝေနာကြောင့်နှလုံးကိုထိခိုက်ပြီးရောဂါခံစားနေရတယ်လို့ပြောကြတယ်ကလေးတွေဆုံးသွားပြီးတလကျော်လာတယ်အမြဝင်းရဲ့ယောဂမတက်တာအတန်းကြီးမဟုတ်ပေမဲ့နုနုလေးရှူနေတယ်တရက်သူတို့ရက်ွက်တွင်ကနေဦးတန်းမောင်ဆိုသူကိုတင်လာတို့အိမ်ကိုရောက်လာတယ်မောင်တင်လာနဲ့တွေ့ရအတော်ပဲဦးအသီးတယောက်နဲ့တွေ့လို့တည်င်းပေးလိုက်တယ်သူ့အိမ်မှာနေရဆရာကြီးတယောက်ရှောင်းနေတယ်မောင်တင်လာပင့်ကြည့်ဦးနဲ့လိုက်ဖို့ပြီးမယ်ကျွန်တော်မမြဝေးမိဘူးအိမ်လာဆောင်ပေးဖို့တောင်းခေါ်ပြီးမနေ့စောစောလာခဲ့မယ်ကျေးဇူးပဲနော်ဦးလေးတန်းတောင်းနေရောက်တော့ဦးတန်းမောင်ရဲ့ကူညီမှုနဲ့အသက်80နီးပါးဆရာကြီးတယောက်ကိုတင်လာအိမ်ကိုပါလာတယ်ဆရာကြီးကအထက်လန်းပညာလိုက်စားနေလို့သိရတယ်ဆရာကြီးကူညီပေးမယ်ဘာမှမစိုးရင်နဲ့အိမ်ပေါ်တက်လာချင်းပြောလိုက်တော့ကိုတင်လာအားတက်သွားပါတယ်မောင်တင်လာတို့အိမ်ကနေမသက်တဲ့နေရာမှာစောက်ထားမိရအောင်ပြီးတော့ဝင်းကြီးချုံတော်ကလည်းခံနေရတော့ပိုပြီးဆိုးဖို့ဖြစ်သွားတာကဲအနာသီးမှတော့ဆေးရှိပြီပေါ့ဘာမှမစိုးရင်နဲ့ဆရာကြီးအားလုံးဖြည့်ရှင်းပေးမယ်ဆရာကြီးတို့ဖျားပွဲတစ်ပွဲပြင်ပြီးအုံသီးငပြောသီးသုံးပြီးနဲ့ပွဲတစ်ပွဲဖြစ်ရမယ်ကိုတင်လာလေရောက်ဖဖြစ်သူကိုအုံသီးငပြောသီးဝယ်ခိုင်းလိုက်တယ်မတော်ခင်စပိန်နဲ့ပြန်ရောက်လာတာကြောင့်ဆရာကြီးခိုင်းနေတိုင်းပွဲပြင်ပေးလိုက်တယ်ဆရာကြီးဒီတင်ကြလို့ဒိဋ္ဌံပတိစိတ်ပဲဘာမှမစိုးရင်သားနဲ့မနေ့ရောက်ရင်ဒီကိစ္စတွေပြီးပြီလို့မှတ်လိုက်အောက်ကိုပါရင်ဆရာကြီးရဲ့ဆရာကြီးကလွယ်ထဲကပလင်းသေးလေးလုံးကိုထုတ်ယူလိုက်တယ်ရေတစ်ခါတောင်းပြီးရေခွက်ထဲဆေးနှဲငယ်ထည့်ပြီးတမအောင်မှွေပေးကမမြဝင်းကိုတိုင်လိုက်တယ်ဘလောက်ကြောက်စရာတွေးလို့တဲကြီးပြအောင်ဖြစ်နေပါစေဒီဆေးသုံးခွက်တောက်ပြီးရမယ်ပျောက်စီရမယ်မမြဝင်းလည်းငင်းဆိုခြင်းမရှိပဲတောင်းလိုက်တယ်ဆရာကြီးရောက်လာမှမမြဝင်းအခြေအနေကအကောင်းဘက်ကိုရိမ့်လာသည်ကိုတွေးကြရတယ်အငုံကြီးနေသွားတယ်
စကားပြောချင်ရပြောနေခြင်းလည်းမရှိတော့ဆရာကြီးလို့သမျှငေးငိုင်ပြီးလိုက်ကြည့်နေတယ်ဆရာကြီးရောက်တဲ့ချိန်ကမနက်7 နာရီရှိပြီဆရာကြီးတို့အိမ်မှာအစင်သင့်မရှိပြီမနက်စာကိုတမင်းဆိုင်မှာပင်တက်တက်လို့ပြင်ဆင်ကြပြီးကြွေးမွေးခင်ရတယ်ဥပုသ္တိလဝင်နေရကြောင့်ညစာမစားလို့သိရတယ်ဆရာကြီးဒိဋ္ဌံဝင်နိုင်အောင်ဆရာကြီးခိုင်းတဲ့တိုင်လှုပ်ပြီးခဲ့ပါတယ်ဆရာကြီးကလည်းဖျားစင်ရှိမှတရားစားတိုင်းနေညနေ6 နာရီမှတရားထိုင်ခြင်းဖြုတ်ပြီးအပေါ်ပါသွားတယ်မမြဝင်းကိုဒုတိယအကြိမ်မြောက်ဈေးတိုက်ပြီး9 နာရီမှအတိတ်တံပြန်ထိုင်နေညဘက်ဆရာကြီးဒိဋ္ဌံဝင်နေစဉ်ဖျောင်းနိုင်ပြီးအဆက်မပြတ်ထွန်းပြီးရန်မှာကြားထားပါတယ်ည7 နာရီထိတတိုင်ပြီးတတိုင်ထွန်းပြီးနောက်ပိုင်းမီးချုံဆရာမလို့မောင်တင်လိုက်လို့ရပြီဆရာကြီးကတော့ဖျောင်းနိုင်မီးငင်းပြီးနောက်ပိုင်းအလုတ်စက္ကန့်ဖြုတ်ပြီးတီးတမောအိတ်ပြီးစောင့်မနေကြတယ်ဟုတ်ကဲ့ဆရာကြီးအဲ့လိုမှသာပြီးဆရာကြီးဒိဋ္ဌံပြန်ဝင်သွားတယ်ကိုတင်လာလဲဖျောင်းနိုင်စောင့်ထွန်းပေးပြီး7 နာရီနောက်ပိုင်းအိပ်ပျော်သွားတယ်ဆရာကြီးလည်းဘဲချင်းဒိဋ္ဌံဖြုတ်ပြီးဘဲချင်းအိတ်ဒီမသိမနက်9 နာရီကိုတင်လာနိုးတော့ဆရာကြီးဖျောင်းနိုင်ပြီးပူဇော်ပြီးဖျားရှိကိုနေအောင်တွေ့ရတယ်7 နာရီခန့်ရောက်မှဖျားရှိကိုပြီးရင်ဆရာကြီးကမနက်စာရင်နွေးချမ်းဘိန်းမုတ်ကောင်းချင်းပေါင်းမြမမုတ်မျိုးစုံနဲ့ဧည့်ခံကျွေးမိပါတယ်ဆရာကြီးကဘိန်းမုတ်နဲ့ကောင်းချင်းပေါင်းကိုနှိမ့်ချိုက်စွာစားတယ်ရင်နွေးချမ်းတောက်ပြီးမမြောက်ဝင်းကိုတတိယကြိမ်မြောက်အစည်းတစ်ခွက်တိုက်တယ်အဲဒီစေးတိုက်ပြီးရနေမမြောက်ဝင်းရဲ့မျက်လုံးတွေကတာမန်လူရဲ့မျက်လုံးတွေလိုကြီးကြီးနေနေတီတီနေနေရှိလာတယ်အားလုံးကမမြောက်ဝင်းကိုကြည့်ပြီးဝမ်းသာနေကြတယ်မမြောက်ဝင်းနေကောင်းလားဟုတ်ကဲ့တကုံးမီတကုံးပြန်ဖြီလာတာကြောင့်အားလုံးဝမ်းသာနေကြတယ်ဆရာကြီးကိုနေလေစာတက်တက်လွန်းနေကျွေးမွေးဧည့်ခံပေးရနေထူးဆန်းသောစကားဆိုလာတယ်မောင်တင်လာတို့ကိုပရီကျိုးတွေပတ်ထားတယ်မလားဟုတ်ကဲ့လမ်းထဲမှာပရီတရားလာပြီးပရီကျိုးကိုအိမ်မှာပတ်ထားပါတယ်အေးကွယ်နာနာဘဝဝိညာဉ်ကဘယ်မှမရှိဘူးဒီဝင်းဝိုင်းနေမှာပဲရှိခြံထဲမှာမဟုတ်ဘူးဒီပရီကျိုးပတ်ထားတဲ့အဝန်းအဝိုင်းနေမှာပဲရှိဗျာဒီအိမ်ထဲမှာဟုတ်လားဆရာကြီးဒီလိုပဲပြောရတော့မှာပေါ့မင်းတို့အိမ်ကိုပရီကျိုးနဲ့ပတ်ချီထားလိုက်တော့ဝင်းညင်ပရင်နဲ့ဘဲမှသွားလာလို့မရတော့ပဲဒီအိမ်ထဲကစားတော့တွေယူစားလာပိုင်းစားတော့မစားရလို့မောင်တင်လှတို့ရဲ့ကလေးတွေကိုတက်ပြက်စားတော့ပြစ်တာကြာရင်လူကြီးတွေကိုပါအန်တီရဲ့ပြုတ်နေတယ်သူဒီအိမ်ထဲကထွက်ချင်နေတယ်သူထွက်လို့ရအောင်လမ်းဖွင့်ပေးပါလို့ပြောနေတယ်ဒါကြောင့်မောင်တင်လှကပရိတ်ချီကိုဖျက်ပြီးတော့သူသွားဖို့လမ်းဖွင့်ပေးလိုက်ဆရာကြီးပြောတဲ့အတိုင်းကိုတင်လှလည်းအင်ကိုပတ်ချီထားတဲ့ပရိတ်ချီကျိုးတွေကိုဖြုတ်ပလိုက်တယ်ဝေါကနေပဲအကောင့်ထဲမြင်ရပဲကျင်လောင်တဲ့အခြေခံကြီးကိုအားလုံးကြားလိုက်ရတယ်အမလီတရေအိမ်ရောက်ကိုထွက်ပြေးပြီဘသူမှမမြင်ရပေမဲ့မမြောက်ဝင်းကတရေကိုမြင်လိုက်တဲ့အတွက်ထားအောင်နေကဲသမီးလာဒီရေမန်းကိုတောင်းလိုက်အားလုံးစိတ်တွေရှင်းရှင်းနေနေဖြစ်သွားလိမ့်မယ်မမြောက်ဝင်းလေးဆရာကြီးရှိကိုသွားကောင်ရေမန်းတစ်ခါကိုယူတောင်းလိုက်တယ်ကဲဝင်းရင်တရေထဲထွက်သွားအခုအိမ်ရဲ့ဝင်းဝိုင်းထဲမှာမြေမတန်ဘူးဆိုတာလည်းအသေးစားပဲဒီအိမ်ရဲ့ကျမ်းမြေရောက်ကိုဝင်ပြီးမြေကြီးကိုတူရလိမ့်မယ်ဟုတ်ကဲ့ဆရာကြီးကျွန်တော်တို့လုပ်ပါမယ်မြေပြင်ကအိမ်ကျမ်းမြေအထိရင်ဆိုးခန့်အမြင့်ရှိတဲ့အတွက်အိမ်ရောက်ကိုခေါင်းကုပ်ပြီးဝင်ကြရတယ်ဆရာကြီးကအိမ်ပေါ်ကနေပြီးညွှန်ကြားပြောဆိုနေတယ်ကိုတင်လာကိုကူညီပေးမယ်ကိုအောင်ဖြိုးအပါဝင်ပေါတူတန်တရွင်းဂေါ်ပြားအပြည့်စုံနဲ့လူ9 ယောက်တို့အသင့်ရှိနေကြပါတယ်ဟောဒီရောက်တဲ့မှာဝင်းညင်တရေခိုနားတဲ့နေရာပဲအဲဒီနေရာတလန်ပတ်ပတ်လေးမြေတူးကြည့်ကြလေးဘေကအနက်ရအောင်တူးလိုက်တော့အင်္ဂလိပ်အုပ်စုရဲ့စီထားတဲ့နေရာကိုတွေးတာကြောင့်တန်တရင်းနဲ့တူးပြီးကလပ်ပြီးတော့ဖယ်ထုံးလိုက်အောင်အထဲမှာလူတစ်ယောက်မြုပ်ထားတဲ့ဂူတစ်လုံးကိုတွေးလိုက်ကြတယ်တင်းညာရောင်ရွှေစိန်ကမြုပ်ထားတဲ့အလောင်းတွေဂူရီဖြိုဖျက်ပြီးမီးရှို့ခဲ့ပေမဲ့မြေကြီးတဲ့လေးဘေခန့်အထိတော့တူးဖော်ကြဖို့မရယခုလောင်းကိုမြင်တဲ့နောက်မှာအတိတ်ပဲရှိရှိမြုပ်နှံတကြိုခြင်းဖြစ်ပါတယ်ဝင်းငင်ကိုအရိယာမှာချီနှောင်ကျိန်စာတိုက်ထားတော့မကျွတ်မလို့ရှိနေပုံရတယ်တေဘော်ပေါ်တဲမှာအိမ်ဆောင်မိပြီးဝင်းငင်တဲ့ကအနောက်ရှက်ပေးနေခြင်းဖြစ်ပုံရပါတယ်ဒါမြေသူနေထိုင်ရာဂူအထက်ဝင်းကျင်မှာပရိတ်ကျိုးကိုစီးဝိုင်းတပွဲရစ်ပတ်လိုက်တဲ့အတွက်အပြင်ထွက်ပြီးရှားပေးစားတော့ရမရခြင်းကြောင့်ဂ
ကိုတင်လာတို့မိသားစုကိုနှောက်ယှက်အစားတောက်ခြင်းဖြစ်ပေတယ်။ကဲစိတ်သက်သွားအောင်ဂူလှုပ်ထားတဲ့အုပ်အင်းကလေးတွေအကုန်လုံးဖယ်ရှားပလိုက်ကြ။အင်းကလေးအုပ်တွေကိုဖယ်ရှားပြီးမြေပြန်ပို့လိုက်ကြတယ်။ကဲအဲ့ဒီရိုးစုကိုတင်းချိုင်းကိုတည်သွားပြီးမီးရှို့ပလိုက်။နောက်ကိုဒီရက်ွက်တဲ့လှက်ပတ်တောင်းချမ်းနေတဲ့တရင်လေးမတောင်းချမ်းတော့သူ့ဝိညာဉ်ကအဝေးကိုထွက်သွားပြီ။ဆရာကြီးလည်းဒီညဒီမှာတရားထိုင်ပြီးမလက်ပြန်တော့မယ်။မောင်တင်လာရဲ့ဇနီးလည်းမကြခင်ပြန်ကျမ်းမာလာနိုင်မယ်။ဆရာကြီးဒီအိမ်ကိုရွှေ့ပြီးတော့ပြန်ဆောက်အောင်ဒီတိုင်းနေလို့ရပြီလားမသိလို့ရှင်းပြပေးပါဦးအေးဘာမှမစိုးရင်လည်းသူဒီမှာခိုနားစရာမရှိတော့တယ်လို့ဆရာကြီးကလည်းမေတ္တာနဲ့အဝေးကိုသွားခိုင်းလိုက်ပြီစိတ်ချလက်ချသာနေကြပြီတော့ဆရာကြီးရင်ပန်းပေးခဲ့မယ်အဲ့ဒီရင်ပန်းကိုထိတ်လန့်စရာတစ်ခုခုကိုရင်တောက်ဘာမှဖြစ်ရင်တောက်စရာမလိုအမြင့်မှာရင်ပန်းပလင်းကိုထားတရေကြီးတဲ့ချိန်စာရှိနေလို့သွားချိန်ရမသွားဘဲနေရတာဆရာကြီးကမေတ္တာနဲ့အားလုံးကိုရှင်းပေးလိုက်ပြီဒီရှေ့ရှောက်စိတ်ချလက်ချသာနေထိုင်ကြပြီတော့အဲ့လိုနဲ့ဆရာကြီးလည်းတညလုံးအတိတ်ထံဝင်ပတိစိတ်ကဗနက်မုံးလေးပြီးအစာပြီးစားတော့ပြီးရနေဦးသန်းမောင်နဲ့တူကိုတင်လာလဲဆရာကြီးကိုလိုက်ပို့ပေးခဲ့ပါတယ်ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဆရာကြီးကမင်းရေးသားထားတဲ့တင်းချိုင်းဟောင်းကလက်ကျန်တရေကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ